こんにちは、テイスです。ဒီနေ့ကတော့ညီမလေးနဲ့တူတူတဲစစ်ဆေးဝဲတော့ပါမယ်။ဒီနေ့ကတော့တဆိုskin care only ပါ။အဲ့တော့ဒီနေ့ skin care only သင်ရလဲဆိုတဲ့အကြောင်းအရာလေးကတော့နောက်ဗီဒီယိုလေးမှာဆက်ပြီးပြပြပေးသွားမှာဖြစ်ပါတယ်။ဒီနေ့ကတော့တဆို no makeup ပါ။skin care only skin care တစ်ခုတည်းပါပဲ။အိမ်နာဆိုတော့အဆောင်နာပေါ့နော်။အဆောင်နာကဗာလဲလင်းခွင့်ရှိတော့တစ်ချိန်လုံးလင်းရတယ်ကြံနေရတယ်နည်းနည်းတော့ထားပါအဲ့အတန်နေတော့ဝင်နေလိမ့်မယ်လို့ထင်တယ်ဒီဘာလို့ okay ဒီနေ့ဘာလို့တဲ့ဆို skin care only ဖြစ်နေရလဲဆိုတဲ့ဟာလေးကိုပြောပြချင်မှာပါကောင်းအော်ဘယ်လိုလဲချို့ပစ္စည်းလေးတွေကတော့ကောင်းတယ်ပေါ့နော်တချို့ပစ္စည်းလေးတွေကတော့မကောင်းအထူးသဖြင့်အရေးပြားပါတယ်တူတယ်ဆိုလို့ရှိရင်ဒါအရေးပြားကတော့လေးဟိုပါတယ်ပေါ့နော်sensitive skin တော့ဖြစ်ဖို့တော့မဲ့အရေးပြားနဲ့ပါတယ်ပြီးလို့ရှိရင်ဘယ်လောက်တွေပါလဲဆိုတော့ဆိုဒါနဲ့အကျော်လေးတွေဒီလိုမျိုးပြမယ်ဆိုလို့ရှိရင်အသားဒီကဟိုဘယ်လိုလဲတွေးချောလေးတွေကအစမြင်ရတယ်ပေါ့နော်အရေးပြားပါတယ်တူတွေအတွက်ဆိုလို့ရှိရင်တော့နိုင်ငံတော် skin care medicures တွေကတော့လုံးဝအဆင်မပြေဘူးလို့သူဆိုထင်တယ်ပေါ့နော်ပြီးခဲ့တဲ့တစ်ခါကတည်းဆို review ရေးတယ် review လေးမှာ HR ကတော့တော်တော်အဆင်ပြေတယ်glucose တုံးနဲ့cinnamide ပါတဲ့ဟာပေါ့နော်အဲ့ဒါလေးကအဆင်ပြေတယ်ဒါပေမဲ့အဲ့မှာပါတဲ့တွဲဆက်ပါတဲ့ shoot ဆိုတာရှိတယ်အဲ့ဟိုဗလဲ manicure shoot တွေပေါ့နော်အဲ့နဲ့ဒါဆိုလေဟိုတိတ်မတုံးဖြစ်ဘူးဟို night what pad ပဲတုံးတာရယ်ပြီးလို့ရှိရင် skin care ဆိုလို့ရှိရင် toner ရယ် toner လောက်ပဲတုံးပြတယ်ပြီးတော့ mask ရယ်တုံးတယ်ပေါ့နော်ဘာလို့လဲဆိုတော့ serum နဲ့လည်း discipline ကအဆင်မပြေဘူးမတည့်တဲ့အတွက်ကြောင့်မို့လို့HR set မှာပါတဲ့ glutathione နဲ့ဒီဟိုဗာလဲ vitamin Cပြီးလို့ရှိရင် cream ပေါ့နော် capsule cream ကြီးအဲ့ဒါတွေကတော့တက်စုတုံးတယ်ပေါ့နော်အဲ့ဒီမှာဘာဖြစ်လဲဆိုတော့အဲ့ shoot ကိုတက်ဆိုလဲမတုံးဘူးအရင်ကောင်းတယ်ပေါ့တရားတကားရတကယ်ဟိုဘယ်လိုပြောမလဲ clinic effect ရတယ်ပေါ့အဲ့လိုအရင်ပြောလုံးအားကြီးမလို့ကွာလဲအဲ့ okay ငါတုံးကြည့်လိုက်မယ်ဆိုပြီးတော့တုံးကြည့်ရပေါ့နော်တုံးကြည့်တဲ့ချိန်ကတော့ဘာမှမဖြစ်ဘူးစစချင်းလိမ့်တဲ့ချိန်ကတော့ဘာမှမဖြစ်ဘူးသူပြောတယ်လို့ပဲဆူအကလေးတွေစိုးနေတယ်လို့မျိုးခံစားရနောက်နေ့မနေ့ကျတော့တဆိုနည်းနည်းဒီဟိုတော့ပဲနောက်နေ့မနေ့ကျတဲ့အထိလည်းတဆိုတခြားမသိသေးဘူးအဲ့နေ့တော့မျက်နှာလေးရားတယ်ဆိုတော့အဲ့နေ့ကခေါင်းလျှော်တယ်တဆိုက face mask ကတ်တယ်ပေါ့နော်အဲ့တော့အဲ့နေ့ကနဲ့မျက်နှာရားတယ်ဆိုတော့ငါအစားမှားလို့လားမသိဘူးပေါ့ဆိုပြီးတော့ဒီ annual face mask ကို annual ရဲ့ဒီတဆိုရင်းနဲ့တော့လည်းရ salicylic acid green အစိမ်းရောင်လေးပေါ့နော် face mask ကိုကတ်လိုက်ပြီးတော့တော်တော်လေးတက်တာတော့တော်တော်လေးအဆင်ပြေသွားတယ်ပေါ့နော်။နေ့ face mask တွေတော့ကိုရလေး4 5 6နာရီလောက်ကြာတော့အဲ့တော့လေညနေပိုင်းတော့ကြာဘာဖြစ်လဲဆိုတော့သက်ဆွတ်ဒီမေပါရိုးတွေကစပြီးတော့ရားလာတယ်ပေါ့နော်။အနီလေးတွေဖြစ်လာ။ပါရိုးတွေရားပေါ့ငါဒါဒီတိုင်းပဲပါရိုးရားရဲဆိုတော့လေငါဒီတိုင်းပဲအစားတော့မာရပေါ့အဲ့နဲ့ရိုးတန်တန်ပဲမျက်နှာပဲတစ်ပြီးတော့ဒါ skin care လင်းလိုက်ပြီးတော့အဲ့ညတွေကလည်းရားနေတယ်ကွာနောက်နေ့မနေ့ကျတော့လေဒီပါရိုးတွေကရားပြီးရောင်းနေတယ်ပေါ့နော်ဖြစ်ချင်တာတက်စရတော့နည်းနည်း skin ပါတဲ့ type ဖြစ်တဲ့အတွက်ကြောင့်မလို့အချက်ချင်းအဖက်တပြရပေါ့နော်အဲ့တော့ဒါဆိုထင်လိုက်တာတော့ skin barrier ကနည်းနည်းလေးဟိုစာဝါလားမသိဘူးဆိုပြီးတော့အဲ့နဲ့အဲ့ညီမလေးကိုမေးကြည့်လိုက်တော့လေတော့လေဟုတ်တယ်အမမျက်နှာနည်းနည်းရှောင်းနေရပေါ့နော်ဒီပါရိုးတွေအရန်ရားနေဒီတက်စုဒီခွဲထားတဲ့နားရဲ့ဒီအဲ့လိုမျိုးလေပြီးအောက်တွေမှာဆိုရင်မနက်ကအထီဟိုအနီအဆက်ဆက်တွေထွက်နေအောင်လေပြီးတော့လည်းတက်ဆော့ပွက်လိုက်တော့ကောဆိုတော့လေအနီအဆက်ဆက်တွေထွက်နေရောအဲ့နဲ့မနက်ပိုင်းကိုတမနက်လုံးဒီဟိုနေပဲဘယ်လိုပြောညတနားရီလာပေါ့နော်ဒီအဝတ်ကလေးတစ်ခုနဲ့ရေခဲလုံးလေးပတ်ပြီးတော့ရေခဲလေးကတ်လိုက်တဲ့အခါကျတော့ရေခဲကတ်လိုက်တော့လုံးဝဒီဟိုကျသွားတယ်ရောင်ကျသွားတယ်ပေါ့နော်အရောင်ကျသွားပြီးတော့နည်းနည်းရားနေတဲ့ဟာတော့ရှိနေသေးတယ်အဲကြောင့်မလို့ဒီနေ့ကတော့ပုံမှန်ပေါ့နော် skin care မှာဗီတာထည့်တော့ပဲနဲ့ဒီပုံမှန်ဒီ Sandala ရဲ့ဒီN4 ပေါ့နော် Sandala ရဲ့အပိုးကိုတုံးနေပြီးလို့ရှိရင်ဒီ annual ရဲ့ဒီဟို100 foot လားpediatric cream ကိုလိမ့်ပြီးရောဒီ skin ဟိုပါ sunscreen လေးအဲ့ဒါလေးနဲ့အပြင်ထွက်တယ်ပေါ့နော်တော့ထွက်
ထွက်တာတော့မှနည်းနည်းအခုဆိုလို့ရှိရင်အရန်ပြင်းပြီးအရန်မီးလို့ပူနေပြီးတော့ဟိုလိုရမယ်အဲ့လိုမျိုးဖြစ်နေရတော့မရှိဘူးဒါပေမဲ့အရေးပြားပါတယ်သူဆိုလို့ရှိရင်တော့တတိထားပြီးသုံးသင့်တယ်လို့တဆိုတော့ယူဆရပေါ့နော်ဒီဖြစ်နိုင်တယ်ဆိုလို့ရှိရင်တော့အရေးပြားပါတဲ့သူတွေကဒီ skin shoot တွေမသုံးတာပို့ပြီးတော့ကောင်းမယ်လို့ထင်နေပါနော်နိုင်ငံတော် skin care ရောမှာထားတဲ့တက်ရဲ့ feedback ကတော့လုံးဝအဆင်ပြေပေါ့နော်လို့ဆိုလို့ရှိရင်ဒါပေမဲ့ဟိုကိုအတွက်အဆင်မပြေဘူးဆိုပေမဲ့တခြားတဲ့သူတွေကတော့လုံးဝတိတ်နေကြတဲ့သူတွေရှိတယ်လေအဲ့အတွက်ကတော့ဘာမှမပြောပါဘူးဒါကတော့တက်ရဲ့ only ဟိုပါဘယ်လိုပြောမလဲကိုရဲ့တယောက်ထဲတော့စိတ်ခံစားချက်ကိုတင်ပြရခြင်းဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကအဲ့လိုမျိုး skin barrier လေးနည်းနည်းထိခိုက်သွားတယ်ဆိုပြီးရားတယ်ဆိုပြီးတိလာတယ်အခါမျိုးကြောက်လို့ရှိရင်ဘယ်လိုမျိုးတိတ်ကလောက်ရမလဲဆိုတဲ့အချက်ကလေးပေါ့နော်တဆိုကတော့ရေခဲတုံးကိုကြတော့ဒီလိုမျိုးဟိုပါလေtissue နဲ့ပဲဖြစ်ဖြစ်ဝက်လေးနဲ့ပဲဖြစ်ဖြစ်ပတ်ပေါ့နော်ပတ်ပြီးတော့ဒီရေခဲတုံးကတ်ထားတဲ့ဟိုအဝတ်ဟိုပါလေးနဲ့ပဲဒါရရေခဲတုံးကိုအသားရည်နဲ့ထိတွေ့တာမျိုးမဟုတ်ပဲနဲ့ဒီတိုင်းလေးအဝတ်ကလေးနဲ့တေးချပြီးမျိုးပေါ့နော်ဖြည့်ပြီးတော့အရင်အကြံတန်းဒီ skin ကိုမလုပ်လိုက်နဲ့ပေါ့နော်ဖြည့်ပြီးတော့ပေါ့ဟိုလိုရမယ်အေးအောင်လုပ်လိုက်ပါဒါဆိုတော့တနိုင်လောက်ကတော့အဲ့လိုမျိုးပဲအဲ့လိုလုပ်ရင်းနဲ့တခြားဟာလေးတခြားမျက်နှာလေးလည်း skin care ဒီလိုရေခဲတုံးskin လိုနဲ့ mask လို့မျိုးလုံးလိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်တော့ကိုသုံးနေကြ skin care ကိုတိုနာရဲဖြစ်နိုင်လို့ရှိရင်serum ပေါ့နော်တော့မဟုတ်တော့ cream ပေါ့အဲ့ဟာလောက်ပဲသုံးမယ်ပြီးလို့ရှိရင်အနေပူရဲတွေပါကိုပြင်ထွက်တဲ့အခါမျိုးတွေပါရှိမှဆိုလို့ရှိရင်တော့ sunscreen တွေပါပေါ့နော်အဲ့လောက်လေးပဲသုံးပြီးတော့ဒီ cosmetic ကိုပေါ့နော်ဖြစ်နိုင်လို့ရှိရင်တော့2ရက်3ရက်လောက်ကတော့နားထားပြီးတာပို့ပြီးတော့ကောင်းတယ်ပေါ့နော်cosmetic ဆိုတာ makeup ပေါ့နော်အနေ makeup တို့ဒီ makeup တို့ဒီဟိုတို့ကြတော့တခြားဓာတ်ပစ္စည်းတွေနဲ့ပါပြီးတော့ထုတ်ထားတာဆိုတော့ကို skin ကိုပို့ပြီးတော့ဆိုးဝါးစရာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့တက်နိုင်တယ်များတော့အနည်းဆုံး1ရက်တန်ဒီ2ရက်တန်ဒီပေါ့နော်ကို skin ကိုဘာမှမထိပဲနဲ့ရိုးတိုနာနဲ့ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တိုနာနဲ့ဒီ cream ကဒါမှမဟုတ်တိုနာနဲ့စီရန်လောက်ပဲကိုတဲ့တယ်ပေါ့နော်ကိုရဲ့ဒီစီရန်လောက်ပဲသုံးတာပို့ပြီးတော့ကောင်းတယ်။ဟာကိုပြင်သွားမယ်ဆိုလို့ရှိရင်တော့ sunscreen ထားတော့လုံးဝလိုအပ်တယ်ပေါ့နော်။အဲ့လိုမျိုးလေးတွေပဲလုပ်ပြီးတော့1ရက်2ရက်လောက်စောင့်ကြည့်တကယ်လို့ကိုအသားရမီးလို့အရန်ပူနေရလို့ခံစားရတယ်ဒါမှမဟုတ်နောက်နေ့မနက်မှာလုံးဝရဲဝါးပြီးအသားတို့ပိုင်းချောင်းရဲသွားပြီးဆိုလို့ရှိရင်တော့ဒါ skin barrier တော်တော် straight ဖြစ်သွားတယ်ပေါ့နော်အဲ့ခါကျလို့ရှိရင်တော့အရေးပြားစေကန်ဌာနတော့တွားတင်နေပေါ့နော်ပြီးလို့ရှိရင်အဲ့ဒီအချိန်တွေမှာတော့ဗီတာမင် C တွေဒီကျန်တဲ့ဟိုနာဆင်မိုက်တွေပါရေအကုန်လုံးနာဆင်မိုက်ဆိုတာထပ်ဆာလို့ရှိရင်အရန်ကျင်းတဲ့ acid ပေါ့နော်မသုံးတာပို့ပြီးတော့